စ်တယ်မလားတဲ့ချစ်တာပေါ့တဲ့ငါတငယ်ချင်းလေးပဲကိုတဲ့oh my best friend နဲ့ဟာတဲ့ okay ချစ်တယ်ဆိုရပြီတဲ့တငယ်ချင်းလို့ချစ်တာမပြောနဲ့တငယ်ချင်းလို့ချစ်တာကိုတငယ်ချင်းလို့ချစ်တယ်ပေါ့ကွာဘာလို့တငယ်ချင်းလို့ချစ်တာကိုမပြောရမှာတငယ်ချင်းလေးပါတဲ့တငယ်ချင်းလေးကိုအောင်ပဲတချင်းဆိုလိုက်တော့မယ်နော်ဘာလို့လဲဆိုတော့ copyright me မစလို့တငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုချင်းခါကပြောပါတယ်အော်ချစ်ရသူရဲ့စမ်းတန်းခန့်လိုက်မှုပူပါလားဩအဲ့လိုမျိုးကလည်းရှိတယ်နော်တငယ်ချင်းပုံစံနဲ့နင်းနေရပါမယ်သူ့တငယ်ချင်းတဲ့အဆင့်ကြောခြင်းနဲ့ဒါပေမဲ့လည်းကြီးစားစကားမပြောရဘူးတငယ်ချင်းအကန့်လေးပြတ်သွားမှဆိုးလို့ဆိုပြီးတော့တငယ်ချင်းအနေထားလေးနဲ့ပဲနေနေတဲ့သူတွေရှိတယ်အဲ့လိုမျိုးကလည်းရှိတယ်နော်နောက်ပိုင်းကျဘာဖြစ်သွားလဲသူများနောက်ပါသွားအောင်ကိုယ့်ရဲ့ကလေးငယ်လေးရှင်းကိုကိုအဲ့လေရိုတယ်နော်ကိုကိုတဲ့โอเคဂိမ်းတစ်ခုဆော့ရအောင်တဲ့နိုင်ရင်ကိုကိုကကလေးငယ်လိုချင်တာဝယ်ပေးမယ်အော်ကလေးငယ်လိုချင်တာဝယ်ပေးမယ်โอเคတကယ်လားကိုကိုတဲ့ဘာဂိမ်းလဲတဲ့ကလေးငယ်နဲ့ကိုကိုစကားမပြောဘဲတပတ်လောက်နေရအဂိမ်းရမကောင်းနော်အဂိမ်းရအဲ့လိုမျိုးမဆော့အသင့်ဘူးစကားပြောတဲ့လူကအစစကားပြောတဲ့လူကအရှုံးဟာတဲ့ကိုကိုကလည်းတဲ့ကလေးမနေနိုင်ပါဘူးတဲ့အဲ့ဆိုတဲ့ကိုကိုကကလေးနိုင်ရင်ပိုချစ်ပေးမယ်လက်ထက်ကြမယ်ဩနိုင်ရင်ပိုချစ်ပြီးပေးမယ်လက်ထက်ကြမယ်တပတ်တည်းတကယ်လို့မင်းကလေးဘက်ကနိုင်ဝိုင်းရင်ပိုပြီးချစ်ပေးမယ်လက်ထက်မယ်โอเคအတီနော်တဲ့ကောင်မလေးပြောကလက်ထက်မယ်ဆိုတော့ဂတိတဲ့ဂတိပါဗျာတဲ့စပြီနော်ကလေးငယ်တဲ့ဟုတ်ကဲ့တဲ့ today တပတ်ပြည့်သွားလားကိုကိုရေးတဲ့တပတ်ပြည့်ပြီနော်တဲ့တပတ်ပြည့်ပြီတဲ့လာတောင်းတော့တဲ့သမီးကတဲ့တားငယ်ရဲ့ကောင်မလေးလားဘသူကြီးလဲတဲ့အနီးကတားငယ်ရဲ့အမေပါတဲ့ဟုတ်ကဲ့တဲ့သမီးတဲ့စိတ်အေးထားနော်တဲ့ဟာဟဲ့မိမယူသွားပြီလားဗာလေဟဲ့ရောက်ဘလို့ကြီးလဲတားငယ်လေးတဲ့ဆုတ်ကင်စားနဲ့စုံးပြီဘလို့တဲ့မနောက်ပါနဲ့အနီရဲ့တဲ့အနီမနောက်ပါတားငယ်မဆုံးခင်ကသမီးဖို့စာပေးထားခဲ့တယ်ဟင်းတဲ့ကိုရဲ့ကလေးငယ်လေးတဲ့ဒီကိန်းမှာကလေးငယ်လေးနိုင်သွားပြီနော်တဲ့ကိုဂတိမတည်နိုင်ခဲ့ဘူးကလေးငယ်တဲ့ကိုယောဂါကပူဆိုးလာတယ်ကလေးငယ်ကိုကလေးငယ်ကိုထားခဲ့ရမှာစိတ်မချဘူးဟေးအောင်ကြီး what the fuck ညငါတို့ရရှင်လောက်တာဟာတာဘာကြီးလဲလို့ငါရိုတယ်အောင်းမေးလို့ကွာပထမအဆုံးစချင်းမှာ romantic ဆန်ဆန်ကလေးငယ်လေးကိုရှင်ဘာညာပြောတော့ romance ဟာအောင်းမေးတာဟာလက်ခွန်း